ဇလန်အစမှာကယ်ဆယ်ရေးသမား Jonas Taylor ဟာဖိလစ်ပိုင်ပင်လယ်ထဲကပျက်စီးနေတဲ့ရေငုပ်သင်္ဘောတစ်စီးစီကလူတွေကိုကယ်ဆယ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အလွန်ကြီးမားတဲ့သတ္တဝါကြီးတစ်ခုရဲ့တိုက်ခိုက်မှုကြောင့်သူ့တငယ်ချင်းတချို့ကိုထားခဲ့ပြီးကျန်တဲ့သူတွေကိုပဲခေါ်ထုတ်လာခဲ့ရပါတယ်။ဒီဖြစ်ရပ်ကြောင့်သူဟာအပြစ်တင်ခံရပြီးအနားယူသွားခဲ့ပါတယ်။9 နှစ်အကြာမှာတော့ Manawan ဆိုတဲ့သုတေသနအဖွဲ့ဟာ Mariana 6 ကမ်းပါး Mariana Trench ထပ်ပိုနှက်တဲ့နေရာမှာနောက်ထပ်ရေပြင်လွှာတစ်ခုရှိနေကြောင်းရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့အောက်ခြေကိုဆင်းသွားတဲ့သူတို့ရဲ့ရေငုပ်သင်္ဘောဟာကြီးမားတဲ့သတ္တဝါကြီးတစ်ခုရဲ့တိုက်ခိုက်မှုကိုခံရပြီးအောက်ခြေမှာပိတ်မိသွားပါတယ်။ပိတ်မိနေသူတွေထဲမှာဂျောင်းရဲ့ဇနီးဟောင်းကလည်းပါဝင်နေတာကြောင့်ဂျောင်းဟာသူတို့ကိုကယ်ထုတ်ဖို့ပြန်လည်ရောက်ရှိလာပါတယ်။သူရေအောက်ကိုဆင်းသွားတဲ့အခါမှာတော့လွန်ခဲ့တဲ့နှစ်ပေါင်းတန်းချီကမျိုးတုံးသွားပြီလို့ထင်ရတဲ့ Megalodon ခေါ်ရှေးဦးအေယာမငါးမန်းကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။ဂျောင်းဟာသူ့ရဲ့ကျွမ်းကျင်မှုနဲ့အဖွဲ့ဝင်တွေကိုကယ်တင်နိုင်ခဲ့ပေမဲ့ရေငုပ်သင်္ဘောတွေတက်လာတဲ့လမ်းကြောင်းကနေတဆင့်အဆိုပါအေယာမငါးမန်းကြီးဟာအထက်ရေပြင်လွှာကိုတက်လာနိုင်ခဲ့ပါတယ်။ Megalodon ကြီးဟာတရုတ်ကမ်းခြေကလူစီကားတဲ့ဆဲရဲ့ဘဲစီကိုဦးတည်သွားပြီးလူတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။သိပ္ပံပညာရှင်အဖွဲ့နဲ့ဂျွန်လက်ဆိုဟာဒီငါးမန်းကြီးကိုတပ်ပစ်ဖို့နှီးမျိုးစုံနဲ့စူးစမ်းကြပါတယ်။တစ်ဖက်မှာလည်းလောဘကြီးရဲ့ယင်းနှီးမြုပ်နှံသူမော်ရီကဘုံတွေနဲ့ဖြည့်ရှင်းဖို့စူးစမ်းပေမဲ့မအောင်မြင်ပဲငါးမန်းစာဖြစ်သွားခဲ့ပါတယ်။ဆက်ရှိန်အမြင့်ဆုံးမှာတော့ဂျာနတ်ဟာသူကိုယ်တိုင်ငါးမန်းကြီးနဲ့ရင်ဆိုင်ခဲ့ပါတယ်။သူဟာရေငုပ်ရင်ငယ်လေးကိုအသုံးပြုပြီးငါးမန်းကြီးရဲ့ဘိုက်ကိုခွဲပစ်ခဲ့တယ်လို့တန်ကြုံတဲ့မျက်လုံးကိုထိုးစိုက်ပြီးတပ်ဖြတ်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အဆိုပါအေယာမငါးမန်းကြီးဟာတေဆုံးသွားပြီးသမုတ်တရားတွေကငါးမန်းအသေးလေးတွေရဲ့စားတောက်ခြင်းကိုခံလိုက်ရပါတယ်